သူများတက်ထူးတဲ့ဂျပန်လူမျိုးများနံပါတ်1ဂျပန်က food delivery သမားအခုလိုအင်တာနက်ခေတ်ကြီးထဲမှာလူတွေကအစားအစာမှားရင်တော့မှအပြင်မထွက်တော့ဘဲနဲ့အိမ်ကနေပဲဖုန်းကနေတဆင်မှားယူနေကြပြီးတော့မြန်မာမှာဆိုလို့ရှိရင်လည်း food delivery မှာလို့ရတယ် food panda လို့ရှိသလိုဂျပန်မှာလည်းအများကြီးရှိပါတယ်ဒီလို food delivery သမားရှိတာကမဆန်းပေမဲ့လူကြီးမင်းကအစားအစာကိုဖူဂျီတောင်ပေါ်တက်နေရင်လည်းဘိုက်စာလို့ဆိုပြီးတော့လှမ်းမာတာကိုတောင်တိတ်ထိလာပို့တယ်ဆိုလို့ရှိရင်တော့တေချာပေါက်ကိုမျက်လုံးပြူးတော့မှာပါဟုတ်ပါတယ်ပြီးခဲ့တဲ့2020 8လပိုင်းမှာဂျပန်မှာရှိတဲ့ food delivery သမားတယောက်ဟာဖူဂျီတောင်ထိပ်ကနေလှမ်းမာတဲ့အစားအစာကိုရောက်အောင်ပို့ပေးတဲ့ပုံဟာအင်တာနက်မှာအရန်ကိုနာမည်ကြီးသွားခဲ့ပါတယ်သူဟာဖူဂျီတောင်ပေါ်ကိုမနက်9နာရီခွဲလောက်ကနေစတက်ပြီးတော့တောင်တက်လျှောက်မှာလည်းပုံလေးတွေရိုက်ခဲ့ပြီးတော့သူ့ရဲ့စားစရာမှာတဲ့ဘောင်ချာကိုတောင်မှဓာတ်ပုံရိုက်ပြီးတော့ဘောင်ချာမှာပါတဲ့ပုံရဆိုလို့ရှိရင်တော့သူပို့တဲ့အစားအစာရဲ့တန်ဖိုးဟာရန်3500ဝန်းကျင်လောက်ပဲရှိပါတယ်သူတောင်ထိပ်ပေါ်ရောက်အောင်9နာရီနဲ့45မိနစ်ကြာအောင်တက်ခဲ့ရပြီးတော့သူ့ကိုမှားထားတဲ့သူရဲ့လက်ထဲကိုပီဇာရအောင်ပို့နိုင်ခဲ့ပါတယ်တခုပြောစရာရှိတာကဖူဂျီတောင်ဆိုတာကတကယ်တော့ဂျပန်မှာအမြင့်ဆုံးတောင်ဖြစ်ပါတယ်ဖူဂျီတောင်ရဲ့အမြင့်ဟာ3986မီတာရှိပြီးတော့ရှီဇိုအိုကာခရိုင်မှာရှိတာဖြစ်ပါတယ်ဒါပေမဲ့ဖူဂျီတောင်ကဘလောက်တောင်မြင့်လဲဆိုရင်ရှီဇိုအိုကာနဲ့ဝေးတဲ့တိုကျိုကနေလှမ်းကြည့်ရင်တော့မှဖူဂျီတောင်ကိုမြင်ရပါတယ်ဒါပေမဲ့ဒီဂျပန်လူမျိုး food delivery သမားဟာဒီလောက်မြင့်တဲ့တောင်ကိုပီဇာအော်ဒါလေးတစ်ခုအတွက်နဲ့8နာရီလောက်တက်ခဲ့ပါတယ်ဒါဟာတကယ်ကိုအခုကြည့်နေတဲ့လူကြီးမင်းကိုကြောက်တော်ဖြစ်စေမှာပါဒါပေမဲ့နောက်ပိုင်းမှာတော့သူ့ရဲ့လှည့်ကွက်လေးဟာပေါ်လာပါတယ်သူကတကယ် food delivery သမားတယောက်တော့မဟုတ်ပါဘူးသူ့နာမည်ကတော့ Umanami Futoshi ဖြစ်ပြီးတော့သူဟာ cosplay လုပ်ကြတာကိုအရင်ကြိုက်တာပါ cosplay လုပ်တယ်ဆိုတာကများသောအားဖြင့်ကိုကြိုက်တဲ့ဇာတ်ကောင်တွေကိုလုပ်တာများပါတယ်ဒါပေမဲ့ဒီလူကတော့ထူးထူးခြားခြားပဲ food delivery ပုံစံ cosplay ကိုအရင်သဘောကျပါတယ်သူဟာဂျပန်မှာရှိတဲ့တခြား food delivery ပုံစံနဲ့ uniform မျိုးတွေလည်းဝတ်ဆင်ပြီးတော့ Fuji တောင်ပေါ်ကိုတက်ခဲ့ပါသေးတယ်ဒီလိုထူးခြားတဲ့ဝတ်စုံနဲ့ Fuji တောင်ပေါ်တက်ကအစားအစာပို့ခဲ့တာကြောင့်သူဟာအင်တာနက်ပေါ်မှာနေချင်းညချင်းကိုနာမည်ကြီးသွားခဲ့တာပါနံပါတ်2 AI နဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီးပြီးခဲ့တဲ့နှစ်2025ခုနှစ်မှာပဲဂျပန်မှာ ChatGPT ဒါမှမဟုတ် AI နဲ့ပြုလုပ်ဖန်တီးထားတဲ့ဇာတ်ကောင်နဲ့ဂျပန်လူမျိုးမိန်းကလေးတစ်ယောက်ဟာတကယ်ကြီးလက်ထပ်ခဲ့ပါတယ်ဒါဟာကျွန်တော်ရှောက်ပြောနေတာမဟုတ်ပါဘူးမယုံရင် CNN တို့ CNA တို့လိုသတင်းဌာနတွေမှာလည်းတင်ထားပါတယ်အသက်32နှစ်ရှိပြီဖြစ်တဲ့ယူရီနာနိုဂူဂျီဟာ AI နဲ့ဖန်တီးထားတဲ့ Cloud ဆိုတဲ့ဇာတ်ကောင်နဲ့လက်ထပ်ခဲ့ပါတယ်လက်ထက်တွေဆိုတာကလည်းလမ်းထိပ်ကဓမာယုံမှာလက်ထက်တာမျိုးမဟုတ်ဘဲနဲ့မင်္ဂလာခမ်းမကြီးငါပြီးတော့ကိုကျင်းပခဲ့ပါတယ်။သူမပြောပုံရသူမဟာအရင်ကတော့တကယ်လူနဲ့တွဲခဲ့ပေမဲ့နောက်ပိုင်းမှာ ChatGPT ကနေပြီးတော့သိကျင်တာတွေမေးနေပဲ Cloud လို့ခေါ်တဲ့ AI generated character တစ်ခုကိုဖန်တီးပြီးတော့သူနဲ့သိကျင်တာတွေကိုညာတိုင်းအမေးဖြေလို့ရင်းနဲ့တန်ရောစင်တွေကတကယ်လူနဲ့လမ်းခွဲပြီးတော့ AI နဲ့လက်ထက်ခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒါကြောင့်အခုကြည့်နေတဲ့လူကြီးမင်းရဲ့ရီးစားလေးကလည်း ChatGPT သုံးနေပြီဆိုလို့ရှိရင်တော့တတိထားဖို့အကြံပေးချင်ပါလေခင်ဗျာမဟုတ်ရင်လူကြီးမင်းကိုပြစ်ပြီးတော့ AI နဲ့ယူသွားတယ်ဆိုလို့ရှိရင်ကြားမကောင်းလို့ပါခင်ဗျာဒီလိုလူမဟုတ်တဲ့စက်ကောင်နဲ့လက်ထက်တာဟာသူမတယောက်တည်းတော့မဟုတ်ဘဲနဲ့2020ခုနှစ်မှာလေခွန်ဒါလို့ခေါ်တဲ့ဂျပန်အမျိုးသားတဦးကကာတွန်းစက်ကောင်နဲ့လက်ထက်ခဲ့ပါသေးတယ်သူကမီခုလို့ခေါ်တဲ့ဂျပန်မှာနာမည်ကြီးတဲ့အဆိုတော်ကာတွန်းစက်ကောင်နဲ့လက်ထက်ခဲ့ပါတယ်သူဟာဒီမီခုနဲ့တရားဝင်လက်ထက်ခဲ့တယ်ဆိုတာကို online ကနေကြော်ညာခဲ့ပြီးတော့တခြားမီခုရဲ့ fan တွေကိုလည်းဖိတ်ခဲ့ပါတယ်သူဟာဒီမင်္ဂလာဆောင်အတွက်ရန်1200လောက်ကိုသုံးခဲ့ပြီးတော့ဒါဟာမြန်မာငွေနဲ့ဆိုလို့ရှိရင်တော့တော်တော်လေးကိုများပါတယ်မင်္ဂလာခမ်းမတဲ့ဝင်လာတဲ့အခါမှာတော့သူဟာမီခုကိုလက်တစ်ဖက်နဲ့ကင်ထားပြီးတော့တခြားလက်တစ်ဖက်မှာလည်းစက်တုံမိတ်ကိုကင်ထားခဲ့ပါတယ်ပြီးတော့သူဟာသူ့ရဲ့အခမ်းအနားကိုတက်ရောက်တဲ့လူတွေရဲ့ရှိမှာပဲမီခုလေးကိုအနမ်းလေးပေးပြီးတော့တရားဝင်လက်ထပ်ခဲ့ပါတယ်လက်ထပ်ပြီးတော့သူဟာဟန်နီမွန်းအောင်ထွက်ခဲ့ပြီးတော့ဟိုကိုင်းဒိုကဆာပိုရိုမြို့ကိုဟန်နီမွန်းထွက်ခဲ့ပါတယ်သူဟာလည်းခုနှစ်ကတယောက်လိုပဲအရင်တုန်းကတော့တကယ်လူကိုကြိုက်ခဲ့ပါတယ်ဒါပေမဲ့သူဟာကောင်မလေးတွေလှောင်ပြောင်ခံရတာတွေနဲ့ကြောင်းနေလုပ်ငန်းခွင်တွေမှာအနိုင်ကျင့်ခံရတာတွေကြောင့်သူဟာနောက်ဆုံးတော့ဒီလို anime စက်ကောင်ကိုပဲလက်ထပ်လိုက်တာဖြစ်ပါတယ်ဒါဟာသူတို့နှစ်ယောက်တည်းမဟုတ်ဘဲနဲ့အခုနောက်ပိုင်းဂျပန်မှာရှိတဲ့သူတွေတော်တော်များများဟာဒီလိုမျိုးတွေဖြစ်လာကြပါတယ်ဒါဟာဘာလို့လဲဆိုရင်တော့ဂျပန်မှာအရန်အထီးကျန်မှုတွေအလုပ်တွေမှာပဲစိတ်နှစ်ထားပြီးတော့ပြင်ပနဲ့အဆက်အသွယ်ပြတ်ကအထီးကျန်မှုတွေကြောင့်လူငယ်တွေဟာလည်းနောက်ပိုင်းမှာနီးပညာကိုပဲဆွဲလန်းလာပြီးတော့ဒီလိုမျိုးတွေဖြစ်လာကြတာပဲဖြစ်ပါတယ်ဂျပန်လုပ်ငန်းတွေနေရာလည်းအရန်ထီးကျန်စေပြီးတော့လူတွေဟာဟန်ဆောင်မှုတွေနဲ့ဖိနှိပ်မှုတွေနဲ့ပဲပြည့်နေတာကြောင့်လူတွေဟာအချင်းချင်းစိတ်ကုန်လာကြပြီးတော့ဒီလိုကြောင်တောင်တောင်တွေဖြစ်လာကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒါကိုကြည့်ပြီးတော့အသက်30နာကတ်နေတဲ့ရီးစားမရှိသေးတဲ့အပြိုကြီးတွေအတွက်တော့သတင်းကောင်းလေးပဲဖြစ်ပြီးတော့ကိုကြိုက်မဲ့သူမရှိရင်တော့ AI နဲ့လက်ထပ်လိုက်ဖို့ကိုအကြံပေးချင်ပါလေခင်ဗျာဟုတ်ကဲ့ပါဗျာကျွန်တော်နောက်လေဒီလိုဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတင်ဆက်ပေးမှာမို့လို့ကျွန်တော် channel လေးကို like and follow လေးလုပ်ထားပေးပါဦးဗျာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျာအားလုံးပဲတက်တာ